Glory Audio Book မှာကြိုဆိုပါရစေမင်္ဂလာပါမိတ်ဆွေတို့ရေကျွန်တော်တို့ရဲ့နေ့စဉ်ဘဝမှာရုပ်ပိုင်းဆိုင်ရာအတွက်အာဟာရတွေလိုအပ်တယ်လို့ပဲကျွန်တော်တို့ရဲ့စိတ်နှလုံးသားကြံ့ခိုင်ဖို့အတွက်လည်းအာဟာရတွေလိုအပ်ပါတယ်ဒီနေ့မှာတော့ဆရာဖေမင်းရဲ့နာမည်ကျော်နှလုံးသားအာဟာရဆိုတဲ့စာအုပ်ထဲကနေလူသားဆန်တဲ့စာနာစိတ်အကြောင်းသင်ခန်းစာပေးထားတဲ့ဇလန်းလေးတစ်ပုဒ်ကိုပြရလေဝေမျှပေးခြင်းပါတယ်ဇလန်းလေးကတော့ဆိုင်ရှင်တယောက်ကခွေးကလေးတွေကိုရောင်းတို့ကြော်ညာစာကတ်ထားတာကနေစတာပါအဲ့ဒီအချိန်မှာကောင်လေးတယောက်ရောက်လာပြီးခွေးလေးတွေရဲ့ဈေးနှုန်းကိုမေးပါတယ်သူ့မှာပါတဲ့ပတ်စံအငင်းငယ်နဲ့ခွေးလေးတွေကိုကြီးခွင့်တောင်းတဲ့အခါဆိုင်ရှင်ကခွေးကလေး9ကောင်ကိုလွှတ်ပေးလိုက်ပါတယ်အဲ့ဒီထဲမှာခွေးလေးတစ်ကောင်ကတော့အနောက်မှာတုတ်နေနဲ့ကြံခဲ့တယ်စုံစမ်းကြည့်လိုက်တော့အဲ့ဒီခွေးလေးကမွေးရပါတင်ပါဆုံးရိုးမကောက်လို့ခြေထောက်တစ်ဖက်မတန်ရှာဘူးပေါ့ထူးခြားတာကကောင်လေးဟာကျမ်းမာတဲ့ခွေးတွေကိုမရွေးပဲအဲ့ဒီခြေထောက်မတန်တဲ့ခွေးလေးကိုပဲဝယ်ဖို့ရွေးချယ်ခဲ့တာပါဆိုင်ရှင်ကဒီခွေးလေးကမင်းနဲ့အတူပြေးလွှားဆော့ကစားနိုင်မှာမဟုတ်ဘူးတခြားကောင်ကိုပဲယူပါလို့အကြံပေးပေမဲ့ကောင်လေးကတော့ညင်းခဲ့ပါတယ်အဲ့ဒီနောက်မှာတော့ကောင်လေးကသူ့ရဲ့ဘောင်းဘီရှေကိုမတ်တင်ပေးပြလိုက်တဲ့အခါဆိုင်ရှင်ဟာအံ့ဩသွားရပါတယ်ဘာဖြစ်လို့လဲဆိုတော့ကောင်လေးရဲ့ခြေထောက်တစ်ဖက်ဟာလေတန်မနီကွင်းဒီနဲ့ထောက်ထားရတဲ့မတန်စွမ်းခြေထောက်တစ်ဖက်ဖြစ်နေလို့ပါကောင်လေးကပြောလိုက်တဲ့စကားတခုံးကတော့ရင်ထဲကိုတကယ်ကိုထိချေစေပါတယ်ဒီခွေးကလေးကိုနားလေပေးနိုင်မဲ့စာနာပေးနိုင်မဲ့သူတယောက်ယောက်တော့လိုအပ်တယ်လေတဲ့ဒီဇလန်လေးကတစ်ဆင့်ဆရာဖေမြင့်ကျွန်တော်တို့ကိုပေးခြင်းနဲ့နှလုံးသားအာဟာရကတော့စာနာနားလေမှုအင်ပတီပါပဲကျွန်တော်တို့ဟာတခါတလေမှာအောင်မြင်မှုတွေပြည့်စုံမှုတွေကိုပဲလိုက်ကြည့်နေတတ်ကြတယ်ဒါပေမဲ့တကယ်တန်ဖိုးဆိုတာကတော့တစ်ဖက်လူရဲ့အောင်းနဲ့ချက်နာကျင်မှုတွေကိုကိုချင်းစာစိတ်နဲ့နားလေပေးနိုင်ခြင်းပဲဖြစ်ပါတယ်မိမိကိုယ်ကိုတန်ဖိုးမရှိဘူးလို့ခံစားနေရတဲ့သူတွေကိုတန်ဖိုးထားပေးနိုင်တဲ့နှလုံးသားပိုင်ရှင်တွေဖြစ်ကြပါစေလို့ဆုတောင်းရင်းဒီနေ့ရဲ့အစီအစဉ်ကိုဒီမှာပဲရပ်နားပါရစေနောက်ထပ်လည်းစိတ်ခွန်အားရစရာဇာတ်လမ်းတွေကိုဆက်လက်တင်ဆက်ပေးအောင်မှာမို့ like နဲ့ subscribe လုပ်ထားပေးပါအောင်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်